မင်္ဂလာပါဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကငြိမ်းချမ်းမှုအကြောင်းဖြစ်ပါတယ်ငြိမ်းချမ်းမှုလို့ပြောရင်မလို့ချင်တဲ့သူမကြိုက်တဲ့သူဆိုတာမရှိသလောက်ရှားပါတယ်ဒီဗီဒီယိုလေးကနေငြိမ်းချမ်းမှုအကြောင်းကိုပို့ပြီးနားလည်သိရှိစေဖို့ရည်ရွယ်ထားပါတယ်ကို့အတွက်ငြိမ်းချမ်းမှုဆိုတာဘယ်လိုအဓိပ္ပာယ်ရလဲဆိုတဲ့မေးခွန်းလေးနဲ့စလိုက်ကြရအောင်နာမည်ကြီးတဲ့ငြိမ်းချမ်းရေးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့ကိုပြောပြပါမယ်ငြိမ်းချမ်းရေးဆိုတာကျွန်တော်တို့ကြိုးပမ်းရှာဖွေနေတဲ့အဝေးကပန်းတိုင်မဟုတ်ပါဘူးအဲ့ဒီပန်းတိုင်ကိုရောက်ရှိစေမယ့်နည်းလမ်းတစ်ခုသာဖြစ်တယ်ဆိုတာတစ်နေ့မှသိလာပါလိမ့်မယ်ကျွန်တော်တို့ကငြိမ်းချမ်းခြင်းဆိုတဲ့ပန်းတိုင်ကိုငြိမ်းချမ်းသောနည်းလမ်းနဲ့သာရှာဖွေနိုင်ပါလိမ့်မယ်လို့အမေရိကန်လူမဲခေါင်းဆောင်မာတင်လူသာကင်းကမိန့်ဆိုခဲ့ပါတယ်တက်နဟန်လို့အမည်ရတဲ့ဗီယက်နမ်ဘုန်းတော်ကြီးတက်ကြွလှုပ်ရှားသူကတော့နေ့စဉ်ဘဝမှာကျွန်တော်တို့ပြုံးနေနိုင်ရင်ကျွန်တော်တို့ကိုယ်တိုင်ငြိမ်းချမ်းပျော်ရွှင်နေပြီဆိုရင်အဲ့ဒီအကျိုးကိုကျွန်တော်တို့ကိုယ်တိုင်သာမကတခြားသူတွေအကုန်လုံးကလည်းခံစားကြရမှာပါဒါကအခြေခံကြဆုံးငြိမ်းချမ်းရေးကြိုးပမ်းမှုတစ်မျိုးပါပဲလို့ဆိုထားပါတယ်အခုခဏလေးဒီဗီဒီယိုကိုရပ်ထားပြီးတော့အထက်ပါအစုံမိတ်နှစ်ခုရဲ့တူညီမှုခြားနားမှုနဲ့ချိတ်ဆက်မှုတို့အကြောင်းကိုစဉ်းစားကြည့်ကြရအောင်ငြိမ်းချမ်းရေးအကြောင်းပြောမယ်ဆိုရင်အရန်ကိုကျေပြတ်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုလေးကနေပြီးတော့လွှမ်းခြုံသွားနိုင်မယ့်ငြိမ်းချမ်းရေးအကြောင်းကတော့ငြိမ်းချမ်းရေးအမျိုးအစားနှစ်ခုအကြောင်းဖြစ်ပါတယ်ငြိမ်းချမ်းတယ်ဆိုတာစစ်ပွဲတွေမရှိခြင်းဓာတ်ရိုက်အကြမ်းဖက်မှုတွေမရှိနေခြင်းလို့အလွယ်တကူရှင်းပြလို့ရပါတယ်ဆိုလိုချင်တာကငြိမ်းချမ်းဖို့အတွက်အကြမ်းဖက်မှုတွေစစ်ပွဲတွေမဖြစ်မနေရပ်တန့်ဖို့လိုအပ်ပါတယ်ဒါဆိုရင်စစ်မဖြစ်မီကာလနဲ့စစ်ပွဲပြီးကာလကိုငြိမ်းချမ်းရေးရပြီလို့ဆိုလိုနိုင်တာလားဟုတ်ပါတယ်ငြိမ်းချမ်းရေးရတယ်လို့ဆိုနိုင်ပါတယ်ဒါပေမဲ့ထိုငြိမ်းချမ်းရေးမျိုးစားကိုမပြည့်စုံသောတနည်းအားဖြင့်အကန့်အသတ်ရှိသောငြိမ်းချမ်းရေးအမျိုးစားလို့နားလည်နိုင်ပါတယ်ဘာလို့လဲဆိုတော့တိုက်ပွဲနဲ့အကြမ်းဖက်မှုတွေရပ်တန့်လိုက်ရုံနဲ့ကျမတို့စိတ်ကူးထားတဲ့ပြည့်စုံတဲ့ငြိမ်းချမ်းရေးစီကိုတန်းကနေရောက်သွားမှာမဟုတ်လို့ဖြစ်ပါတယ်ဒါဆိုရင်ကျမတို့စိတ်ကူးထားတဲ့ငြိမ်းချမ်းရေးမျိုးစားကဘာဖြစ်မလဲဆိုတာဆက်ပြီးလေ့လာကြည့်လိုက်ရအောင်ဘုန်းတော်ကြီးဒလိုင်းလာမာကဒီလိုပြောခဲ့ပါတယ်စစ်မရှိတဲ့အခြေအနေကိုငြိမ်းချမ်းရေးလို့အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်အဲ့ဒီငြိမ်းချမ်းရေးကစာလောင်ငတ်မွတ်နေတဲ့အေးဒဏ်ခံနေရတဲ့လူတွေအတွက်ဘာအဓိပ္ပာယ်မှရှိမှာမဟုတ်ဘူးအဲ့ဒီငြိမ်းချမ်းရေးဟာနိုင်ငံရေးအကျဉ်းသားတွေအပေါ်ကျူးလွန်ခဲ့တဲ့နှိပ်စက်ညှဉ်းပန်းမှုတို့ရဲ့နာကျင်မှုဒဏ်ရာတွေကိုဖယ်ရှားပေးနိုင်မှာမဟုတ်ဘူးအိန္ဒိချင်းနိုင်ငံတွေမှာတစ်တောတွေခုတ်လဲမှုကြောင့်ဖြစ်လာတဲ့ရေဘေးအန္တရာယ်တွေထဲမှာကိုချစ်ရတဲ့သူတွေဆုံးရှုံးခဲ့ရတဲ့လူတွေကိုကူညီနိုင်မှာမဟုတ်ဘူးငြိမ်းချမ်းမှုဆိုတာကလူခွင့်ရေးလေးစားလိုက်နာမှုရှိတဲ့အခြေအနေတွေအစာရေစာလုံလောက်စွာရရှိနိုင်တဲ့အခြေအနေတွေနဲ့လူသားတဦးချင်းနဲ့နိုင်ငံတွေလွတ်လပ်မှုရှိနေတဲ့အခြေအနေများတွင်သာငြိမ်းချမ်းရေးဟာရရှိတည်တတ်နေနိုင်မှာဖြစ်ပါတယ်ဘုန်းတော်ကြီးဒလိုင်းလာမာရဲ့ငြိမ်းချမ်းရေးအဓိပ္ပာယ်ကဘယ်လိုငြိမ်းချမ်းရေးအမျိုးအစားကိုရည်ညွှန်းလဲဆိုတာကိုအခုခဏလောက်အချိန်ယူပြီးစဉ်းစားကြည့်ရအောင်ဟုတ်ပါတယ်ဒီလိုငြိမ်းချမ်းရေးဟာကျွန်တော်တို့အားလုံးလိုချင်နေတဲ့မျှော်လင့်နဲ့စဉ်းစားထားတဲ့ငြိမ်းချမ်းရေးအမျိုးအစားဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကပြည့်စုံသောငြိမ်းချမ်းရေးတနည်းအားဖြင့်အပြုသဘောဆောင်သောငြိမ်းချမ်းရေးလို့ခေါ်ဆိုနိုင်ပါတယ်ပြည့်စုံတဲ့ငြိမ်းချမ်းရေးဆိုတာစစ်ပွဲနဲ့ဓာတ်ရိုက်အကြမ်းဖက်မှုတွေမရှိတာနဲ့တည်းမလုံလောက်ပဲလူမှုရေးတရားမျှတမှုစီးပွားရေးတန်းတူညီမျှမှုလူအခွင့်အရေးတွေကိုလေးစားလိုက်နာမှုတို့အပြင်ရေရှည်တည်တတ်တဲ့သဘာဝပတ်ဝန်းကျင်ဖြစ်အောင်ထိန်းသိမ်းဆောင်ရှောက်မှုတို့ပါဝင်ပါတယ်ပြည့်စုံသောငြိမ်းချမ်းရေးနဲ့မပြည့်စုံသောငြိမ်းချမ်းရေးကြားကကွာဟချက်ကဘာဖြစ်မလဲမပြည့်စုံသောငြိမ်းချမ်းရေးကတော့မရှိခြင်းတရားတွေကိုဖော်ပြပြီးပြည့်စုံသောငြိမ်းချမ်းရေးကတော့ရှိခြင်းတရားတွေကိုဖော်ပြပါတယ်မပြည့်စုံသောငြိမ်းချမ်းရေးရရှိဖို့အတွက်စစ်ပွဲနဲ့ဓာတ်ရိုက်အကြမ်းဖက်မှုတွေမရှိနေဖို့လိုအပ်ပြီးတော့ပြည့်စုံတဲ့ငြိမ်းချမ်းရေးရရှိဖို့ကတော့လူမှုရေးတရားမျှတမှုအခြားကောင်းမွန်တဲ့စနစ်တွေရှိဖို့လိုအပ်ပါတယ်ဥပမာအဖြစ်ပြောရရင်စစ်ပွဲတွေအဆုံးသတ်သွားရုံသာမကစစ်ပွဲတွေရဲ့နေရာမှာလူမှုလိုအပ်ချက်တွေကိုမျှတစွာရရှိခံစားနိုင်အောင်ဖြည့်ဆည်းပေးနိုင်မဲ့လူမှုစနစ်တွေပဋိပက္ခတွေကိုအကြမ်းဖက်မှုမပါဘဲအပြုသဘောဆောင်တဲ့နည်းလမ်းနဲ့ဖြည့်ရှင်းကြတဲ့အခြေအနေတွေအစားထိုးဝင်ရောက်လာခြင်းကိုဆိုလိုတာဖြစ်ပါတယ်ကျမတို့ကဘာလို့ဒီငြိမ်းချမ်းရေးအမျိုးအစားတွေအကြောင်းကိုသိဖို့လိုအပ်တာလဲ
ဒီအသိပညာတွေကိုဘယ်လိုနေရာမှာပြန်အသုံးချနိုင်မလဲဒါမှမဟုတ်ကျမတို့ကိုဘယ်လိုအကျိုးရှိစေမှာလဲတဟဇာတာဖြစ်တဲ့လူမှုပတ်ဝန်းကျင်ကိုဖော်ဆောင်မှုအတွက်ငြိမ်းချမ်းရေးဆိုတာကဘယ်လိုအဓိပ္ပာယ်တွေရှိလဲဘာတွေပါဝင်နေလဲဆိုတာသိဖို့အလွန်ရေးကြီးပါတယ်ပြည့်စုံတဲ့ငြိမ်းချမ်းရေးစီကိုသွားရလမ်းမှာဘယ်လိုအရာတွေရှိဖို့လိုအပ်လဲဆိုတာကိုသိရှိပြီးတော့ထိုအရာတွေကိုကိုယ်တိုင်လိုက်နာခြင်းအပြင်မိမိပါဝင်နေတဲ့လူဖွဲ့စည်းတွေမှာထိုအရာတွေအားကောင်းလာအောင်မြင့်တင်ဖို့နည်းလမ်းတွေရှာဖွေခြင်းအပြင်ကျမတို့ကကိုယ်နေထိုင်တဲ့လူမှုပတ်ဝန်းကျင်ကိုပြည့်စုံသောငြိမ်းချမ်းရေးစီတို့သွားရလမ်းကြောင်းပေါ်ရောက်ရှိလာအောင်တိုက်တွန်းနိုင်ဖို့အတွက်ဒီဗီဒီယိုလေးကနေတိပေးဝေမျှလိုက်ရပါတယ်နောက်ဆုံးအနေနဲ့ပြောရရင်မပြည့်စုံသောငြိမ်းချမ်းမှုကိုတိုက်ရိုက်ကြံဖတ်မှုများစစ်ပွဲများရပ်တန့်လိုက်ခြင်းအဖြစ်ရရှိနိုင်ပေမယ့်အဲ့ဒီငြိမ်းချမ်းရေးကိုထိမ့်သိမ်းပြီးပြည့်စုံသောငြိမ်းချမ်းမှုစီကိုတွားရလန်းကခက်ခဲပြီးတော့ရှိလျပါတယ်ခက်ခဲရှိလျတဲ့အလျောက်ချုံမြိန်တဲ့အကျိုးရလက်ရှိရာပြည့်စုံသောငြိမ်းချမ်းရေးပန်းတိုင်စီကိုအတူတကွရှောက်လန်းနိုင်ဖို့ရည်ရွယ်ချက်နဲ့ဒီသင်ခန်းစာဗီဒီယိုလေးကိုတင်ဆက်လိုက်ရပါတယ်အချိန်ပေးပြီးနားဆင်တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်